Okay ခုသွားမယ်သင်ခန်းစာက interVLAN routing ဆို interVLAN routing ကိုသွားမယ် interVLAN routing မှာကျွန်တော် Cisco site ကနေရှာတောင်းထားတဲ့ lab လေးတစ်ခုရှိတယ် Cisco site ကနေတောင်းထားတဲ့ basic interVLAN routing ဆိုတဲ့ဟာလေးတောင်းထားတာရှိတယ်ဒါကတော့ instructor ပါရှင်ဆိုတော့ကျွန်တော်ပြောပြတဲ့ movie file ကိုမရှင်းဘူးဆိုလို့ရှိရင်ဒီဟာလေးကိုစာဖတ်ပြီးလုပ်ကြည့်ပါဒီထက်ကလောက်တာရင်းနဲ့ကျွန်တော်လုပ်တာရင်းနဲ့တစ်စင်ချင်းနှီးတော့တူမှာမဟုတ်ဘူးသဘောတရားတော့တူပဲကျွန်တော်လုပ်ထားတာလည်းဒီထက်အတိုင်းတော့လုပ်ထားတယ်ဆိုတော့ဒါလေးကိုရင်စပြီးရှင်းပြမယ်ဆိုရင် topology diagram ဒီလိုလေးရှိတယ်ပြမ web server ရှိတယ်ပြီးရင်သူကိုဂျာထဲမှာ routing လုပ်ပေးဖို့အတွက် router တစ်လုံးရှိတယ်ပြီးရင် switch 3လုံးရှိမယ်layer 2 3လုံးပါမယ် layer 3 တစ်လုံးပါမယ်ပြီးပါပြီဆိုလို့ရှိရင်အောက်မှာ client PC တွေပါVLAN တစ်ခုနှစ်ခုသုံးခုဒါဒီ different location တနေရာစီမှာရှိမယ်ဆိုပါတော့သူဒီရန်ကုန်မှာရှိမယ်မန္တလေးမှာရှိမယ်ဒါပြင်ဦးမှာတစ်ခုရှိမယ်ဟုတ်ပြီသူတို့ဒီ location ကွဲနေပြီမဲ့ location ကွဲနေပြီမဲ့ VLAN 10နဲ့မန္တလေးမှာရှိတဲ့ VLAN 10ချင်းချိန်လို့ရမယ်သူနောက်မှာလည်း10 20 30ရှိမယ်သူနောက်မှာလည်း10 20 30ရှိဒီဘက်က10နဲ့ဒီဘက်က10နဲ့သူတို့ချင်းချိန်လို့ရမယ်သူတို့ချင်းနဲ့ပြန်သွားလို့ရအောင် route လို့ရအောင်အတွက်ကိုကျွန်တော်တို့ router တစ်လုံးခံပေးထားသူတို့တစ်လုံးဒီbroadcast domain တစ်ခုစီဖြစ်တဲ့အတွက်မတူတဲ့အတွက် route လုပ်လို့မရဘူး routing function လုပ်လို့ရအောင်ကျွန်တော်တို့ router တစ်လုံးကိုထည့်ပေးရဆိုတော့ VLAN 10 20ဒါ left topology မှန်လွယ်ပါတယ် addressing table တွေပါမယ်ရှေ့ဟာနဲ့တူတူတိုင်းပဲဖြစ်တယ်port တွေကို assign လုပ်မယ် port တွေ assign လုပ်တာလည်းမှန်ရလဲပါတယ်1 to 5ကိုသူ trunlink ထိုးပေးထားတယ် trunlink ဘာကြောင့်ထိုးပေးထားလဲဆိုတော့ switch to switch သွားတဲ့ link တွေ switch နဲ့ router နဲ့သွားတဲ့ link တွေ trunlink ထိုးပေးရမယ်ဒီမှာသူက extend 2 set နဲ့သူသွားထားတယ် configuration of a switch LAN နဲ့ router ကို basic config လုပ်ပေးရမယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ VLAN create လုပ်မယ်ပြီးသွားရင် VLAN မှာ trunking protocol BTP တွေ BTP on မယ် BTP on ပြီးရင် VLAN တွေကို BTP server မှာ create လုပ်ပေးမယ်ပြီးသွားပြီဆိုလို့ရှိရင် step 3ဒီသင်ခန်းစာရဲ့ routing interVLAN routing ရဲ့ရည်ရွယ်ချက်အရကျွန်တော်တို့ကမတူညီတဲ့ VLAN တွေ broadcast domain ကွဲနေတဲ့ VLAN တွေအကုန်လုံးဒီ router ရဲ့ဒီ link တွေ router switch 1 S1 နဲ့ R1 ဆိုတဲ့ router နဲ့ switch ကြားတဲ့ link တွေကသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ router ဘက်ခြမ်းရဲ့ interface အပေါ်မှာ sub interface သီးသီးလေးတွေ create လုပ်ရတယ် sub interface 3ခု create လုပ်ရတယ်လုပ်ပြီးပြီဆိုတော့ sub interface လေးတွေသူ broadcast domain သွားခြင်းတလောက် create လုပ်ရတယ် create လုပ်ပြီးပြီဆိုမှဒီပေါ်ကနေစာပြီးဖြတ်သွားတာဒီကောင်းစဉ်ဒီ interVLAN routing ရဲ့သင်ခန်းစာအသေးစိတ်ကဒီဟာပဲဖြစ်တယ်အဲ့တော့ sub interface တွေကို create လုပ်ပေးရမယ် configure လုပ်ထားတဲ့ VLAN ပေါ်မှာပြီးသွားပြီဆိုလို့ရှိရင် interVLAN routing လုပ်ပေးရမယ်ဒါလေးပါပဲဟုတ်ပြီနော်ဆိုတော့သူအစင်မှာပထမ VLAN show VLAN ဆို VLAN ကိုကြည့်တယ် VLAN လေးဘာမှ create လုပ်မထားဘူးသူ default အတိုင်းပဲရှိနေတယ်ပြီးပြီဆိုလို့ရှိရင် interface range တွေကိုသူပထမ shut down ချပလိုက်တယ်ရှိသမျှ interface range တွေအကုန်လုံးကို shut down ချပလိုက်တယ်ပြီးပြီဆိုလို့ရှိရင်မှ switch 1 2 3ကိုလည်း config လုပ်တယ်ပြီးရင်အဲ့ဒါကတော့ basic config အတိုင်းပဲ Cisco host name ပေးမယ်အဲ့တော့ DNS lookup ကို disable ပေးသွားမယ် secret password တွေ line password တွေပေးမယ်switch တစ်ခုချင်းစီမှာ default gateway ထည့်ပေးရမယ်ဒါဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ရှေ့ကသင်ခန်းစာနဲ့မတူတော့ဘူးဒီမှာ router တစ်လုံးပါလာပြီဖြစ်တဲ့အတွက်ဒီ switch 3လုံး switch 1 switch 2 switch 3 switch 3လုံးသလုံးဒီ default gateway အနေနဲ့ router ကိုဖြတ်ပေးရမယ်သူတို့ဖြတ်3ခုလုံးဖြတ်မဲ့ gateway default gateway router ရဲ့ IP ကိုသူတို့စီမှာ default gateway ထည့်ပြီး announce လုပ်ပေးရမယ်ကြေညာပေးရမယ်ပထမဆုံး switch ပေါ်မှာ create လုပ်တယ်ပထမဆုံး switch 1မှာ create လုပ်တယ်သူရဲ့ create လုပ်တဲ့ basic config တွေပါတယ်အဲ့မှာထူးဆန်းတာလေးတစ်ခုက default gateway ကို 172.17.99.1 ဆိုပြီးတော့ default gateway တစ်ခု create လုပ်ပြီးပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့အောက်က client နဲ့ချိန်ထားတဲ့ switch တွေအကုန်လုံး interface တွေအကုန်လုံးမှာကျွန်တော်တို့က switch port mode asset လိုက်ရိုက်ပေးရတယ်ကျွန်တော်တို့ client ချိန်ထားမဲ့ PC 3လုံးရှိတဲ့ interface ရဲ့အောက်မှာကျွန်တော်တို့က switch port mode ကို asset ရိုက်ပေးရတယ်အဲ့မှာ BTP ကျွန်တော်တို့ create လုပ်တဲ့ဟာရှေ့ left တုန်းက BTP ကိုကျွန်တော်တို့ create လုပ်ခဲ့ပြီးသားသူက switch 1ကိုဝယ် server ထားမယ် BTP domain က left sit အဲ့တော့ password ကလည်းသူသတ်မှတ်ပေးထားတယ်ဒီပုံစံတိုင်းဝင်ရိုက်ပေးရမယ် server mode မှာ server switch မှာ server mode ဝင်ရိုက်ပေးရမယ်ပြီးရင် BTP domain တစ်ခုသတ်မှတ်ပေးရမယ်ပြီးရင် password တစ်ခု create လုပ်ပေးရမယ်ပြီးပြီဆိုလို့ရှိရင်
ကျွန်တော်တို့က trunk port တွေကို create လုပ်ပေးရမယ် trunk port တွေကတော့ရှင်းပါတယ်သူက1 to 5ကိုမှတ်ရလွယ်အောင် left လုပ်တာဖြစ်တဲ့အတွက်1 to 5ကို trunk link ထိုးပေးတယ် trunk link ထိုးတယ်ဆိုရင်ရွေးချက်က switch to switch switch to router ဆိုလို့ရှိရင်ကျွန်တော်တို့ trunk link ထိုးပေးရမယ်trunk link ထိုးတဲ့ command က switch port mode ကို trunk အဲ့တော့ဒီ command switch port trunk native VLAN 99ဆိုတာက trunk link ပေါ်ကနေပြီးတော့ native VLAN 99ကိုပဲပြဖြတ်မယ်တခြားဟာတွေပြဖြတ်ဖို့ဆိုတဲ့မျိုးအဲ့တော့ BTP server ပေါ်မှာကျွန်တော်တို့ဒီ VLAN တွေကို create လုပ်မယ်ဒီ VLAN တွေ create လုပ်လိုက်ခြင်းအပြင်အောက်က client ပေါ်မှာတခါတည်း client switch တွေမှာတခါတည်းလာပေါ်သွားလိမ့်မယ်ဟုတ်ပြီအဲ့တော့ RPP ဆိုလို့ရှိရင်သူကပါဆက်လုပ်ပြထားလဲဆိုတော့ configure management interface switch သုံးလုံးမှာကျွန်တော် management လုပ်ရမယ် switch တွေကို IP ပေးတာပေါ့ management VLAN တကယ်တော့ IP ပေးဖို့ရအတွက်ဆိုရင် native VLAN 1မှာပဲ IP ပေးလို့ရတယ် VLAN 1မှာ IP ပေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ secure သဘောအရ security သဘောအရမလုံခြုံတဲ့အတွက် native VLAN တခြား interface တစ်ခုမှာ native VLAN အနေနဲ့ IP ပေးလိုက်တယ် interface VLAN 99ဆိုပြီးတော့ IP ပေးလိုက်RPP ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ user interface နဲ့ချိန်ထားတဲ့ switch တွေအကုန်လုံးကိုhost တွေအကုန်လုံးကိုကျွန်တော်တို့သက်ဆိုင်ရာ VLAN တွေမှာ assign လုပ်တယ်အဲ့တော့ဒီမှာသူကတော့ interface ကို range light လုပ်ပေးထားတယ်6ကနေ10အထိဆိုရင် VLAN 30 17က17အထိဆိုရင် VLAN 10 18ကနေ24အထိဆိုရင် VLAN 20ဆိုတော့ကျွန်တော် interface တစ်ခုချင်းစီပဲဝင်ရိုက်လို့ရတယ်လို့ interface တွေအတွဲလိုက်ရိုက်ခြင်း range ဆိုတဲ့ command ကိုသုံးပြီးရိုက်လို့ရတယ်တစ်ခုချင်းစီဆိုရင်တော့ comma ခံပြီးရိုက်လို့ရတယ်ဒါကတော့ copy running config starter config save လုပ်လိုက်တယ်ပြီးပြီဆိုရင်သူ connectivity နှစ်ခုကို VLAN နှစ်ခုချမှာ check and light ပြတယ်အဲ့တော့ကျွန်တော်တို့ router ကို reload ချတယ် reload ချတဲ့ command က erase mvrun ဆိုပြီးတော့ mvrun ကိုဖြတ်လိုက်ပြီးသွားပြီဆိုရင် reload ပြန်ချတယ်အဲ့တော့ basic configuration router ဘက်ခြမ်းမှာဒါ switch ဘက်ခြမ်းကျွန်တော်တို့ဒီထိဆိုလို့ရှိရင် switch ဘက်ခြမ်းပြီးသွားပြီဒီခုပြီးတဲ့အနေထားထိကျွန်တော်တို့ဒီအခုလက်ရှိပြီးသွားတဲ့အနေထားထိကျွန်တော်တို့ဒီဘာပဲလုပ်လို့ရအောင်လဲဆိုတော့ TPC 3လုံးဒီသူ့ရဲ့ဒီနောက်မှာ client VLAN 10 20 30ဒီလောက်မှာ10 20 30ဆိုရင်သူ10ချင်း10ချင်းပဲပင်လို့ရမယ်20ချင်း20ချင်းပဲပင်လို့ရမယ်30ချင်း30ချင်းပဲပင်လို့ရမယ်10နဲ့20နဲ့ကျွန်တော်တို့ connectivity မရသေးဘူး20နဲ့30နဲ့လည်း connectivity မရသေးဘူးဘာကြောင့်မရလဲဆိုတော့ VLAN တစ်ခု create လုပ်လိုက်တာ broadcast domain တစ်ခုကွဲသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ create လုပ်လို့မရသေးဘူးသူရဲ့ IP addressing 10နဲ့20နဲ့လည်း route မဖြစ်ဘူး20နဲ့30နဲ့လည်း route မဖြစ်ဘူး route ဖြစ်ချင်လို့ကျွန်တော်တို့ router ကိုသုံးတဲ့အတွက် router ကိုအခု inter-VLAN routing ဆိုတာ router ကိုစပြီးတော့ intro ပေါ့စပြီးမိတ်ဆက်တဲ့ chapter တစ်ခုပေါ့ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ router မှာ basic configuration အနေနဲ့ mvrun ကိုဖြတ်တယ်ပြီးပါပြီဆိုလို့ရှိရင် reload ပြန်ချတယ်ပြီးရင် basic config တွေ router မှာတုံးစံတိုင်း basic config တွေ create လုပ်တယ် line password တွေပေးတယ် console password တွေပေးတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ router R1 ဘက်ခြမ်းမှာကျွန်တော်ခုနပြောခဲ့တဲ့ sub interface တွေ configure လုပ်ပြီးပြီဆိုလို့ရှိရင် establish trunking encapsulation ဆိုတာကျွန်တော်တို့ကဒီဘောကသွားပဲအတွက် encapsulation method ကနှစ်ခုရှိတယ် .1q နဲ့ ISL ဆိုပြီးတော့နှစ်ခုရှိတယ် .1q method ကိုကျွန်တော်တို့ဒီမှာသုံးသွားတယ် interface fa0/1 ဆိုပြီးတော့ interface ထဲကိုဝင်တယ်ပြီးတော့ no shutdown ချတယ်ပြီး interface fa0/1 .1 ဆိုပြီးတော့ဒီ command လေးကိုနောက်က 0/1 ရဲ့နောက်ကဒီ .1 ဆိုတာ sub interface လေးတစ်ခု .1 ဆိုပြီး create လုပ်လိုက်တယ်အဲ့မှာကျွန်တော်တို့သုံးမဲ့ method က encapsulation ဆိုပြီးတော့ခါကြတော့ကျွန်တော်တို့သူ့ကို encapsulate လုပ်လိုက်တယ်အုပ်လိုက်မယ်ဘာနဲ့အုပ်လိုက်မှာလဲဆိုတော့ .1q ဆိုတဲ့ method lab လုပ်တဲ့ချိန်ကျရင် help ခေါ်ကြည့်ကြည့် .1q သုံးလို့ရတယ်နောက်ထပ်တခြား method တစ်ခုသုံးလို့ရတယ်ပြီးရင်သူ့ကို IP addressing ပေးမယ်အဲ့ interface sub interface ကို IP addressing ပေးမယ်ပြီးပြီဆိုလို့ရှိရင်interface fa0/1.10 ဆိုပြီးတော့ဒါ VLAN 10ကို create လုပ်ဒီ10ဒီမှတ်ရလွယ်အောင် .10 ပေါ့ encapsulation .1q ရဲ့နောက်မှာလည်း10ဆိုပြီး create လုပ်တယ်ဒီ10ဒီဘာကိုပူစားပြအောင်ဆိုဒီ VLAN ကိုပဲပူစားပြပါတယ် IP address က1အဲ့မှာဒီမှာ10ဒီပြထားတယ်ကျွန်တော်တို့ဒါ VLAN 10ရဲ့ IP address ကို create လုပ်တယ်နောက်က20ဆိုရင် VLAN 20ရဲ့ IP address ကို create လုပ်တယ်ပြီးတော့ဆိုလို့ရှိရင်30ဆိုရင် VLAN 30ရဲ့ IP address ကို create လုပ်တယ်ပြီးတော့ရင် native VLAN 99ရဲ့ IP ကို create လုပ်တယ်အဲ့ပြီးပြီဆိုလို့ရှိရင်မှကျွန်တော်တို့ show IP interface brief ဆိုပြီးကြည့်လိုက်တဲ့အချိန်မှာ
switch ရဲ့ interface တွေကိုကြည့် router ရဲ့ interface တွေကိုကြည့်ရင် show IP interface brief နဲ့ပြန်ကြည့်တယ် show IP interface brief နဲ့ကြည့်လိုက်တဲ့အချိန်မှာကျွန်တော် create လုပ်ပြီးသား interface တွေပေါ်လာပြီးပြီဆိုလို့ရှိရင် configure server အဲ့တော့ server ဘက်ချမ်းမှာရှိတဲ့ဟာကိုသူ create လုပ်ပြတယ် server ဘက်ချမ်းမှာရှိတဲ့ interface ကတစ်ဖက်က interface က interface 0/0 ဆိုပုံလေးကိုတစ်ချက်ပြန်ကြည့်လိုက်အဲ့တော့ဒီ interface ရဲ့အောက်မှာကျွန်တော်တို့ဒီ FA0/1 ဆိုတဲ့ interface ရဲ့အောက်မှာ sub interface 3ခုခွဲလိုက်တယ် VLAN 3ခုရှိတဲ့အတွက် VLAN 3ခု native VLAN 1ခု4ခုသူမူရင်းရှိတဲ့1ခုနဲ့5ခု create လုပ်လိုက်တယ်ပြီးတော့ဒီဘက်က web server နဲ့လုပ်ထားတဲ့ FA0/0 မှာလည်းကျွန်တော်တို့ IP address ပေးပြီးပြီဆိုလို့ရှိရင် line interface ကိုဒီမှာ interface အောက်ထဲကိုဝင်တယ် 0/0 တွေကို IP address ပေးလိုက်တယ်သက်ဆိုင်ရာ description ဆိုတာသူဒီ interface ရပါလို့ပေါ်ပြပေးတာ server interface ပါဆိုတာကိုရိုက်ထည့်ပေးရတယ်အဲ့တော့ရိုက်ထည့်ပြီးမှနောက် engineer ကဒါကြည့်လိုက်လို့ show run နဲ့ကြည့်လိုက်လို့ဆိုမှ order server ကိုချိန်ထားတဲ့ interface ပဲလို့သူသိပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီး verify လုပ်တဲ့ command က show IP route နဲ့ verify လုပ်လိုက်တယ်172.170.50 ရ directly connected တွေကို C နဲ့ပြပေးနေပြီးရင် interVLAN routing ကို verify ပြန်လုပ်ခိုင်းတယ်သူကတော့ဒါကပင်ခိုင်းတယ်ဒီ 50.254 ကို 20.22 ဆိုတဲ့ host နဲ့ 20.70.30.23 ဆိုတဲ့ host ကနေပြန်လိုက်တဲ့ successful ဖြစ်သွားတယ်ဆိုတော့ဒါလေးပါပဲအဓိကအကြောင်းအရာကပြောချင်တဲ့အကြောင်းအရာက interVLAN routing ဆိုတဲ့အနှစ်ချုပ်ကမတူညီတဲ့ VLAN တွေအကုန်လုံးကို route ချင်ပြီဆိုရင်ကျွန်တော် router တစ်လုံးသုံးရတယ်နောက်တစ်ခါအဲ့ VLAN တွေအကုန်လုံးကနေ web server ကိုခေါ်ချင်ပြီဆိုလို့ရှိရင် web server ကိုတန်းခေါ်ချင်တဲ့အခါမျိုးမှာ server တစ်လုံးကိုတန်းခေါ်ချင်တဲ့အခါမျိုးမှာကျွန်တော်တို့သုံးရတယ်ဒီနေ့ lab ကိုရှင်းပြတဲ့အရာရှင်းပြတာလေးကတော့ဒီလောက်ပါပဲပြီးတော့မှ